တက္ကသိုလ်ဆိုတာတက္ကသီလတက္ကဆိုတာကျန်စီရတော့သီလဆိုတာအကျင့်ကျန်စီတွေးရတော့အကျင့်ရှိတဲ့နေရာလို့ဆိုဒီပဲရှိတယ်အဲ့ဒီတက္ကသိုလ်ရဲ့အထက်မှာဘာမှမရှိရဘူးဘာဆိုဘာမှမရှိရဘူးပညာရှိတွေသားတွေရှိရတယ်အစိုးရနဲ့မဆိုင်ရဘူးအဲ့ဒါမှတက္ကသိုလ်အောင်သိန်းကိုယ်တိုင်ဂျုံခဲ့တာပြောမယ်ကျွန်တော်ကတက္ကသိုလ်မှာစာမွေးဖြေဖို့လို့အတွက်ကိုနောက်ဆုံးမဟာဝိဇ္ဇာစာမွေးတင်တဲ့အခါကျတော့ကျွန်တော်ငွေသွင်းဖို့နောက်ကြတော့မရတော့ဟာဒုက္ခရောက်နေပြီငွေသွင်းကောင်တာလက်မခံဘူးလက်မခံတဲ့အခါကျတော့ဘယ်သူစီရောက်သွားလဲဆိုတော့ပေါမောက္ခချုပ်ကဒေါက်တာသာလှအဲ့တော့ဒေါက်တာသာလှဆိုတဲ့ဥစ္စာကလည်းသူက geology ဆိုတဲ့ဘူမိဗေဒကိုသူစလုပ်ခဲ့တာတော်တော်ကောင်းပါတယ်လူအင်မတန်ကြောက်ဖို့ကောင်းတယ်လူသိခွာကြတယ်လူအင်မတန်ခွာကြတယ်လူညာသိတော့တော်တယ်သိတယ်ခွာကြတယ်ဘယ်သူမှလည်းကူးမဆိုင်ဘူးကျွန်တော်ကအဲ့ဒေါက်တာသာလှစီဝင်သွားတော့သူ့ရဲ့ဟိုအတွင်းရေးမှုကအတွင်းဝင်ခေါ်တာပေါ့ဗျာသူကအင်္ဂလိပ်မှာကျွန်တော်ဟိုက interest တဲ့ director ပေါ်ကျွန်တော်တွေ့ကြလို့ဆိုခဏစောင့်ပါတဲ့ဒီမဲ့ဧည့်သည်တယောက်ဝင်နေတယ်တဲ့စောင့်တော်လေးလဲကြောင်အဲ့ဒီကမိန်းမတယောက်ကကျောင်းသူပေါ့မိန်းမဆိုတာကျောင်းသူပေါ့ကျွန်တော်တို့ရွယ်ငယ်ပါလေမိန်းမငိုးပြီးထွက်တယ်ဘယ်သူမှလည်းဟာငိုးတော့ထွက်လာပြီဟာလေကိုကလည်းစိတ်ကမကောင်းဘူးငိုးပြီးထွက်လာတဲ့ခါကျတော့ဘာပါလိမ့်မယ်ဘယ်လိုဖြစ်လာမှလည်းမသိဘာမှလည်းမသိအဲ့ဒါဝင်သွားကျွန်တော်လည်းဝင်သွားလိုက်ပြီအဲ့ဒေါက်တာသာလှရဲ့ပုံစံကိုင်းထိုင်းနေဒီတိုင်းပဲထိုင်းနေဟာဘာစိတ်ကိစ္စတော့လဲကျွန်တော်လို့ဟိုငွေသွင်းတာဟာခမရကျွန်တော်ပဲခမရတက္ကသိုလ်ကျောင်းသားတော်တဲ့ခမရတက္ကသိုလ်ကျောင်းသားတော်တဲ့ဒီဥစ္စာအတွက်ကိုတဲ့အတန်းလွှင့်ရုံကလည်းပြောအဲ့တော့ကအတန်းလွှင့်ရုံမရှိ TV တွေဘာတွေမရှိသေးဘူးရေဒီယိုကကြော်ကြတယ်သတင်းစာလည်းကြော်တာဘယ်လောက်ကုန်လဲထင်လဲ3000ကျော်ကုန်နေတော့တဲ့အဲ့ကြော်ညာတဲ့ဆိုတာ3000ဆိုတာအဲ့တော့ကဈေးလीတွေ့ကြည့်ပေါ့3000ကျော်ကုန်နေတော့တဲ့ခမရအဲ့ဒါမသိဘူးလားကောလိပ်ကျောင်းသားလုပ်တယ်တက္ကသိုလ်ကျောင်းသားမသိဘူးလားဆိုဟာနောက်ဆုံးမိကြရမှာဒေါက်တာညီကြီးကပြောပြီးတဲ့ခါကျမှမဟုတ်ဘူး तू ကဒီ form ကတင်ပြီးသားပါငွေသွင်းတာနောက်ကြတာဟောအဲ့လိုလားတဲ့အဲ့လိုဆိုရတယ်တဲ့ခုနကငိုထွက်သွားတဲ့မိမသိလားတဲ့ကျွန်တော်မသိပါဘူးဥနုသမီးတဲ့စန်းစန်းနုတဲ့ဥနုကဝင်းကြီးကျုပ်မတန်းနိုင်ဘူးသူ့နောက်ကြတယ်ခေါင်းတင်တာနောက်ကြတယ်မရနိုင်ဘူးတဲ့မပေးနိုင်ဘူးတဲ့နေဖေကငါတို့တက္ကသိုလ်အဓိပတိတဲ့နေဖေကနေပြီးတော့ဥပဒေကိုပြောင်းနိုင်လို့ရှိရင်ယူလာခဲ့ငါပြင်းပေးမယ်တဲ့မပေးနိုင်ဆိုစာမမဖြစ်ရဘူးဥနုကလည်းဒါကျွန်တော်သမီးပါလို့မပြောဝင်ဘူးဟောတိတ်ခါရှိတယ်လူကိုဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဆိုဥနုလည်းမရှိဘူးဒါမှဝင်းကြီးချုပ်ကျွန်တော်ပြောနေတာအဲ့ဒီချိန်ခါတော့တက္ကသိုလ်ရဲ့အဓိပတိသည်ဥနုဒါမှဥနုသည်ဘာမှဆွဲဖက်ပိုင်ခွင့်မရှိဘူးဘာမှဆွဲဖက်ပါမရှိဘွယ်ပေးတဲ့အခါမှာလာပြီးတော့ဘွယ်ပေးတယ်ကျွန်တော်သူတို့ဥနုပေးတာပဲကျွန်တော်ဘွယ်ဆိုလို့ရှိရင်ဥနုကဒီလိုလေးထိုင်ပြီးတော့ဒါလေးလုပ်တာခေါင်းလေးညှိတာအောင်သိန်းကဝင်သွားအလေးပြုဥနုကခေါင်းလေးညှိလိုက်ဒါပဲအဲ့ဒီခေါင်းညှိတာပဲသူတန်းနိုင်တယ်ဘာမှလုပ်လို့မရဘူးတက္ကသိုလ်မှာပြဋ္ဌာန်းချက်တွေကိုစိတ်ကပြဋ္ဌာန်းတယ်တက္ကသိုလ်အုပ်ချုပ်ရေးကောင်ဆယ်က University Council ဆိုကောင်ဆယ်ပြဋ္ဌာန်းတယ်တက္ကသိုလ်ဒီကိုယ့်ဘတ်ဂျက်နဲ့ကိုယ့်ငွေနဲ့ကိုအစိုးရနဲ့ဘာမှမဆိုင်ပြဋ္ဌာန်းနေတာပြဋ္ဌာန်းတယ်ဘယ်သူမှလာမစွတ်နဲ့ဟာတက္ကသိုလ်ဆိုတာအဲ့ဒီလိုအောင်သိန်းတို့ခေတ္တကတက္ကသိုလ်ထားလိုက်ပါတော့